လေးတွေကတော့ပြင်းဦးလင်သားလုပ်တဲ့ကလေးလေးတွေဖြစ်ပါတယ်ဒီနေ့အနီးခန်းကိုပြောင်းလာပါပြီပစ္စည်းလေးတွေရှစ်ကောင်အနီးခန်းမှာဒီမှာသူတို့ရဲ့အလောဆယ်ယာယီအခန်းလေးနဲ့ပေါ့နော်ယာယီဒီမှာသူတို့အတွက်အဝင်အထွက်ပိတ်ဖို့အတွက်လုပ်ထားပါတယ်ဒီမှာသူတို့အတွက်ခီဟာလေးပေါ့အမပြေးလွှားစော့ကစားပါလေကိုရှယ်ပဲဒါလေးကတော့ကန်ဒီဖြစ်ပါတယ်ဒါလေးကဒိုလေးဖြစ်ပါတယ်ဒါလေးကဒီချက်ကိုင်းမလေးဖြစ်ပါတယ်ဒါလေးကကိကိဖြစ်ပါတယ်ဒါကြီးကနုနုမကြီးဖြစ်ပါတယ်ပပဲရေမလေးပပဲอ่ะပပဲရေပပဲပမလေးပပဲဟောပပဲကတီးကြံဖြစ်နေဂျင်းချင်းရေပပဲရေဂျင်းချင်းရေပပဲကဒီမှာတီးကြံဖြစ်နေပပဲရဒီထဲကိုရောက်နေရလားပပဲရေဟိုကားမူပြီးတော့တလန်းလုံးကားပေါ်အန်းလာလို့အခုရေချိုးပေးထားရတာပြိုးလေရောက်တဲ့ရေချိုးရပါတယ်ရှင်လို့ပြိုးနေရောက်တဲ့ကလေးတို့ရေချိုးပေးကြတာလို့အတရားဘူးလို့